အားလုံးပဲမင်္ဂလာပါပန်းရှယ်ရီစပနစ်လေးကနေကြိုဆိုပါရစေဒီနေ့ကတော့ day 3အနေနဲ့ဒီဟီရာဂါနာရင်းနှီးလေးတို့သင်ပေးမှာပဲဖြစ်ပါတယ်ဟီရာဂါနာရင်းနှီးလေးတွေကိုမသင်ခင်မှာရှေးဘက်ကသင်ခဲ့တဲ့ပေါ့နော်ဒီစာတွေကိုအကုန်လုံးပြန်ပြီးတော့နှွှေပေးပါမယ်ကဲရိုမာကြီး46လုံးမှတ်မိကြလားသင်ခန်းစာအသစ်တစ်ခုသွားတိုင်းမှာနောက်ကသင်ခဲ့တဲ့စာတွေကိုပြန်ပြီးတော့ပေါ့နော်နှွှေပေးပါဖတ်ပေးပါနော်ကဲရိုမာကြီး46လုံးရှိတယ်ရိုမာကြီးဆိုတာကရောမအခရာကနေပြီးတော့ဆင်းသက်လာတဲ့စာလုံးတွေဖြစ်ပါတယ်ဂျပန်စာကိုအင်္ဂလိပ်စာလုံးတွေသုံးပြီးတော့ရေးတာကိုရိုမာကြီးလို့ခေါ်ပါတယ်ရေးတော့အင်္ဂလိပ်လိုဖတ်တော့ဂျပန်လိုအတန်ထွက်ဖတ်ရပါတယ်မြန်မာမှာသုံးနေကြတဲ့အင်္ဂလိပ်လိုပုံစံမျိုးနဲ့တူပါတယ်ပြီးတော့နောက်တစ်ခုက keyboard တွေပေါ့နော်ဒီဂျပန်စာရေးတဲ့အချိန်ကျရင်ဒီကွန်ပျူတာတို့ဖုန်းတို့စသဖြင့်တွေမှာလည်းရိုမာကြီးလေးနဲ့ရိုက်ရပါတယ်နော်ရိုမာကြီးလေးကိုရေးလိုက်လို့ရှိရင်ဂျပန်စာလုံးလေးတွေထွက်လာပါတယ်။အဲ့တော့နောက်တစ်ခုသွားမယ်ဟီရာဂါနာဟီရာဂါနာလေး46လုံးရှိပါတယ်။ဟီရာဂါနာဆိုတာဂျပန်အခရာစာလုံးလေးတွေဖြစ်ပါတယ်။မြန်မာလိုဆိုရင်ကာကြီးခောက်ကေကာငင်ကာကြီးငါစသဖြင့်တူပြီးတော့အင်္ဂလိပ်လိုဆိုရင် ABCDEF ဆိုတဲ့ဒီအခရာကြီးနဲ့ဆင်းပါတယ်။ဒီအောက်မှာရေးပြထားတာတွေကတော့ဒီဟီရာဂါနာစာလုံးလေးတွေပဲဖြစ်ပါတယ်။နောက်တစ်ခုကခတာခါနာလေး46လုံးရှိပါတယ်။အင်္ဂလိပ်အခရာမှာဆင်းသက်လာတဲ့အမွေးစားစကားလုံးတွေကိုရေးသားဖော်ပြရမှာအသုံးပြုပါတယ်။ဂျပန်မဟုတ်တဲ့နိုင်ငံခြားဘာသာစကားတွေကိုရေးသားရမှာအသုံးပြုပါတယ်။ဒီမှာရေးပြထားတဲ့စာလုံးလေးတွေကတော့ခတာခါနာစာလုံးပုံစံလေးတွေဖြစ်ပါတယ်။ပြီးနောက်တစ်ခုကဒီပေါ့နော်ဒီခတာခါနာကိုနိုင်ငံခြားသားတွေပေါ့နော်အသွားအလာများတဲ့ဒီဘူတာတို့ယထာတို့စသဖြင့်ပေါ့နော်အဲ့လိုနေရာမျိုးလေးတွေမှာလည်းဒီခတာခါနာနဲ့ရေးပြထားတာလေးတွေရှိပါတယ်။အများကြီးရှိပါတယ်ပေါ့နော်။အဲ့တော့ဟီရာဂါနာရိုမကြီးဟီရာဂါနာကာတာခါနာ3ခုပြန်ပြီးနှွှေးပြီးသွားပြီเนาะနောက်တစ်ခုကတော့ခန်ကြီးကဒါကနည်းနည်းမှားနေပေါ့เนาะ46လုံးမဟုတ်ပါဘူးမှားပြီးတော့ရေးထားတာပါပြန်ပြီးတော့ဖြတ်လိုက်ပါမယ်46လုံးမဟုတ်ပါဘူးခန်းကြီးကအများကြီးရှိပါတယ်။ level များရင်များသလိုခန်းကြီးကများလာတယ်ပေါ့နော်။M5 M4 M3 ဂျပန်စာမှာ level က M5 M4 M3 M2 M1 စသဖြင့် level က5ခုရှိရပေါ့နော်။5ခုရှိတဲ့အထဲမှာ M5 level ဆိုရင်ခန်းကြီးကဘယ်နှလောက်နဲ့ပေါ့နော်အကြမ်းမြင့်100ကျော် M4 ဆိုဘလောက်အဲ့လိုမျိုးတွေအများကြီး level မြင့်ရင်မြင့်တယ်လို့ခန်းကြီးတွေကအများကြီးပဲရှိလာတယ်ပေါ့နော်။ဒါကြောင့်လို့ခန်းကြီးအရေးအတွက်ကိုဒါရေးပြထားလို့မရပါဘူး။ခန်းကြီးကအများကြီးရှိပါတယ်။ခန်းကြီးဆိုတာကတရုတ်အခရာကနေပြီးတော့ဆင်းသက်လာတဲ့စာလုံးဖြစ်ပါတယ်။ဂျပန်ရဲ့နေရာတော်တော်များများမှာခန်းကြီးကိုအသုံးပြုပြီးတော့ရေးသားထားပါတယ်။အောက်မှာရေးပြထားတဲ့စာလုံးလေးတွေကဒါခန်းကြီးစာလုံးလေးတွေဖြစ်ပါတယ်။နောက်တစ်ခုကဒီမှာရိုမကြီး46လုံးပြန်ပြီးတော့နှွှေကြည့်ကြမယ်။ရှေ့ဘက်တွေကတော့သင်ပြီးသွားပြီเนาะဒါပေမဲ့မေးသွားမှာဆိုတဲ့အတွက်ကြောင့်မလို့သင်ခန်းစာအသစ်တစ်ခုမတက်ခင်တိုင်းမှာရှေ့ကသင်ခဲ့တဲ့သင်ခန်းစာဟောင်းတွေကိုပြန်ပြီးတော့နှွှေပေးပါဖတ်ပေးပါเนาะအဲ့တော့အတူတူလိုက်ပြီးတော့ဖတ်ကြည့်ကြမယ်။မြန်မာအတန်ထွက်လေးတွေမရေးထားဘူးเนาะဒီတိုင်းလေးကြည့်ပြီးတော့ဖတ်ကြမယ်။あいうえおかきくけこ皆さんတို့လည်းအတူလိုက်ဖတ်ကြပါနော်私နဲ့အတူတူさしすせそたちすてとなにぬねのはひふへほまみむめもやゆよだりぬれろဝဝဆိုပြီးတော့46လုံးရှိပါတယ်အဲ့ရိုမကြီး46လုံးနှီးပြီးသွားရင်တော့ဒီမှာဟီရာဂါနာဘက်ကိုသွားပါမယ်ဒီမှာဝါဒရှိကအားလုံးကိုပေါ့နော်မိနာဆန်တော့စာဖတ်ရတာပို့ပြီးတော့လွယ်ကူအောင်ဆိုပြီးတော့ဒီကိုတိုဘာလေးတွေထုတ်ပေးထားပါတယ်ဒီကိုတိုဘာထုတ်ပေးထားတာလည်းပဲအားလုံးကစုစုပေါင်းဟီရာဂါနာက46လုံးရှိတယ်ပေါ့နော်46လုံးဆိုပေမဲ့私က5လုံးစီသွားပါမယ်5လုံးသင်ပြီးရဲ့တစ်ခေါက်မှာဒီမှာသူနဲ့အားစဉ်အားနဲ့ပတ်သက်တဲ့ဒီစကားလုံးလေးတွေပေါ့နော်အဲ့ဒီစကားလုံးလေးတွေကိုကိုတိုဘာလို့ခေါ်ပါတယ်ကိုတိုဘာလို့ခေါ်ပါတယ်ရေးပြပါမယ်ကိုတိုဘာဒါကိုတိုဘာဆိုတာကတော့စကားလုံးပေါ့နော်အင်္ဂလိပ်လိုဆိုရင် meaning ပုံစံမျိုးပေါ့နော်အဲ့လိုကိုတိုဘာဆိုကိုတိုဘာလေးတွေထုတ်ပေးထားပါတယ်အဲ့တော့ကြည့်ကြမယ်ဒီဟာက
ပေါ့နော်ရေးပြထားပေမဲ့ဒီတစ်လုံးရှင်းကိုထပ်ပြီးတော့အသေးစိတ်ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာအစားအဆုံးသင်တဲ့အချိန်မှာမလိုက်မရေးရင်လည်းရပါတယ်နော်နောက်ထပ်ဟာတစ်ခုကိုဆက်ပြီးသွားပြီးတဲ့အခါကျတော့မှဒီစာလုံးလေးတွေကိုလိုက်ပြီးတော့ဖတ်ကြည့်ကြမယ်နော်အဲ့တော့ဟီရာဂါနာရဲ့ရင်းနှီးလေးတွေကိုသွားကြမယ်အဲ့တော့စမယ်နံပါတ်2ဖြစ်တဲ့ဟီရာဂါနာရင်းနှီးလေးကိုသွားပါမယ်ဒီနေရာမှာဝါဒရှိကတခါတည်းရေးပြီးတော့တင်နေဆိုပေါ့နော်ဒီလိုစာရမရိုက်ပဲနဲ့ဒီတိုင်းပဲဒီ whiteboard မှာစာရေးပြီးတော့တင်တယ်လို့မျိုးတင်တယ်ဆိုတာကကျောင်းသားတွေကိုပို့ပြီးတော့နားလည်စေရှင်တဲ့အတွက်ပေါ့နော်ဒီဆရာနဲ့တပည့်တွေနဲ့အတူတူပေါ့နော်ထိတ်လိုမျိုးတင်နေရတဲ့ခန်းစားချက်မျိုးရစေရှင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး whiteboard ပုံစံမျိုးလေးနဲ့တင်ပေးတာဖြစ်ပါတယ်အဲ့တော့ကြည့်ကြမယ်အီ5လုံးပေါ့နော်ဒီ5လုံးကိုအရင်စပြီးတော့တင်ပါမယ်ဒီ5လုံးရဲ့ရေးပုံရင်းနှီးလေးတွေကိုကြည့်မယ်အဲ့တော့စပါမယ်နံပါတ်1တစ်ချက်2ချက်3ချက်ရမလား special လေးကဒီမှာ3ချက်ရှိပါတယ်ဂျပန်စာမှာ special လေးတွေပေါ့နော် special လေးတွေလည်းမှတ်ပြီးလိုပါတယ်အဲ့တော့ပြန်ပြီးတော့ကြည့်ကြမယ်တစ်ချက်ညီပြောင်တန်လေးတစ်ချက်ဆွဲတယ်အဲ့တော့ဒီလာရလေးတွေမြားလေးတွေရေးပေးထားပါတယ်ဒီဘက်ကိုဆွဲရနော်ပြီးတော့နောက်တစ်ချက်သွားမယ်တစ်ချက်2ချက်ရမလားဘက်ကိုသွားမယ်တစ်ချက်2ချက်ကြည့်မယ်တစ်ချက်2ချက်3ချက်တစ်ချက်2ချက်3ချက်ရမယ်နော်အဲ့တော့ဒီနေရာမှာကျောင်းသားတွေကတခုရှာပေါ့နော်ဘယ်လိုမျိုးလိုက်ပြီးတော့ရေးရမလဲပေါ့နော်ကိုယ့်ရဲ့နှုတ်စာအုပ်မှာဘယ်လိုလိုက်မှတ်ရမလဲဆိုပြီးတော့ဆိုပြီးဆိုတာဖြစ်တာမျိုးတွေရှိပါတယ်အဲ့တော့私ကပြောပြမယ်ဒီဟာကပေါ့နော်အာယူဝယ်ဖို့ဆိုတဲ့၅လုံးပေါ့နော်တစ်လုံးရှင်းစီရဲ့ special လေးတွေကို私ကဒီမှာအခုသင်ပြနေတယ်အဲ့တော့ကျောင်းသားတွေကစာအုပ်2အုပ်ထားပါတစ်အုပ်ကကြတော့အကျန်တစ်အုပ်ကကြတော့အလျှော်ရည်ဖို့ပေါ့နော်တစ်လုံးကိုအနည်းဆုံး1မျက်နှာပေါ့နော်အနည်းဆုံးနော်ကိုရေးနိုင်တယ်လို့2မျက်နှာလည်းရတယ်3မျက်နှာလည်းရပါတယ်အဓိကမှတ်မိဖို့လိုတယ်ပေါ့နော်ဒီဂျပန်စာကကြည့်လိုက်ရင်တော့တိတ်ပြီးခတ်တယ်လို့တော့မဟုတ်ပေမဲ့နောက်ပိုင်း46လုံးရှိတဲ့အတွက်ကြောင့်မို့လို့ဒီဒါကနာလည်း46လုံးခတာခနာလည်း46လုံးအဲ့လိုမျိုးတင်တာတွေများလာတဲ့အခါရောလာတာရှိတဲ့အတွက်ကြောင့်မို့လို့ဂျပန်စာရဲ့သဘောကများရေးလေများမှတ်မိလေပေါ့နော်အဲကြောင့်မို့လို့တတ်နိုင်ဆုံးများရေးပေးပါများလေ့ကျင့်ပေးပါအဲ့တော့私အခုဆွဲပြနေတယ်ဆွဲချက်ကတော့တစ်ချက်ရှိပါတယ်2ချက်3ချက်အဲ့လိုမျိုးလေးရှင်းပြနေတဲ့အချိန်မှာ皆さんတို့ကဒီအကျန်းစာအုပ်မှာလိုက်ပြီးတော့ဆွဲကြည့်ပါ私ဆွဲတယ်လို့မျိုးလေးဒီလိုမျိုးလေးလိုက်ပြီးတော့ဆွဲကြည့်ပါအနည်းဆုံးပေါ့နော်3လုံး4လုံးပဲဖြစ်အနည်းဆုံးဆွဲပြီးတဲ့အခါကျတော့မှအချောစာအုပ်မှာ私ရှင်းပြထားတယ်လို့မျိုးလေးလိုက်ကူပါဦးနော်ဥပမာဒီမှာဟီရာဂါနာယင်းနီဟိုက9လုံးရေးပြထားတယ်ပြီးတော့ဒီမှာအားဆိုရင်အားရဲ့ဆွဲချက်လေးအတိုင်း私ရေးပြထားတယ်လို့မျိုးလိုက်ပြီးတော့ရေးပါအဲ့တော့ဒီမှာဆက်ပြီးတော့ဆက်သွားမယ်တစ်ချက်2ချက်3ချက်ဆွဲချက်လေးတွေကိုအရင်ဆုံးကွာစားပြီးရေးတဲ့အချိန်မှာဆွဲချက်လေးတွေကိုဗဇက်ကနေဆိုပြီးတော့ရေးပါနော်ဆွဲချက်လေးတွေမှတ်မိလာပြီဆိုတော့မှသူ့ရဲ့မူရင်းအတန်ထွက်ကိုဆိုပြီးတော့ရေးပါတစ်ချက်2ချက်3ချက်တစ်ချက်2ချက်3ချက်ရမယ်နော်အဲ့တော့ကိုယ့်ရဲ့အလျှော့ရေးတဲ့စာအုပ်မှာဒီဆိုတဲ့ဒီပုံစံလေးအတိုင်းပဲအားလုံးကူးသွားပြီးရင်ဒီတန်းရေးပြီးသွားရင်အောက်ကဆက်တိုက်ပေါ့နော်တစ်မျက်နှာလေးရေးပြီးနော်ဒီပုံစံတိုင်းလေးပဲရေးသွားပေးပါအဲ့တော့နောက်ထပ်တစ်လုံးကိုဆက်ပြီးတော့သွားပါမယ်နောက်ထပ်တစ်လုံးကနံပါတ်2လေးကိုသွားမယ်